ကောင်မလေးကဆရာဖြစ်သူကိုအစိတ်တိုက်လိုက်ပြီးတောက်လိုက်တာနဲ့ချက်ချင်းတည်သွားလိမ့်မယ်လို့မျှော်လင့်ထားခဲ့တာပါဒါပေမဲ့ဆရာကတော့ဘာမှမစင်စားပဲအဲ့ဒီအစိတ်ကိုတကြိုက်တည်းတောက်ချလိုက်ပါတယ်ထူးဆန်းတာကဆရာကတည်မသွားတဲ့အပြင်အရင်ကထက်တောင်ပိုပြီးချစ်စရာကောင်းသွားပါသေးတယ်ကျောင်းသားတွေစိတ်ပြတ်သွားရတဲ့အကြောင်းရင်းကတော့သူတို့ဆရာဟာဂျိုသားတစ်ယောက်ဖြစ်နေလို့ပါပဲတကယ်လို့သူတို့တွေကျောင်းမဆင်းခင်ဆရာကိုအပြတ်မရှင်းနိုင်ဘူးဆိုရင်ဆရာကကဘာကြီးကိုဖျက်ဆီးပစ်မှာပါဒါပေမဲ့သူတို့ဘလို့ပဲနှီးမျိုးစုံနဲ့လှုပ်ကြံပါစေအချိန်ချင်းကြာရှုံးခဲ့ရပါတယ်ဒါကြောင့်ကျောင်းသားတွေအတွက်ပိုလွယ်သွားအောင်လို့ဆရာကိုယ်တိုင်ကသဘောတူညီချက်တစ်ခုလုပ်ခဲ့ပါတယ်ဘာသာရပ်တစ်ခုခုမှာအမှတ်အများဆုံးရတဲ့ကျောင်းသားဟာဆရာရဲ့ရေပွဲလက်တံတစ်ခုကိုဖျက်ဆီးခွင့်ရမယ်လို့ကြေညာလိုက်တာပါလက်တွေနဲသွားလေလေဆရာရဲ့အင်အားကအားနဲသွားလေလေဖြစ်ပြီးကျောင်းသားတွေအတွက်အခွင့်အရေးပိုတာလာမှာဖြစ်ပါတယ်အဲ့ဒီနေ့ကစပြီးကျောင်းသားအားလုံးဟာစာကိုအတေလဲစူးစမ်းကြပါတော့တဲ့ဆရာကလည်းသူ့ရဲ့စွမ်းအားတွေကိုသုံးပြီးကျောင်းသားတွေကိုကဘာပတ်ခေါ်သွားကလက်တွေ့ပဟုတုတတွေတင် जा ပေးခဲ့ပါတယ်မကြခင်မှာပဲတကျောင်းလုံးမှာအညံ့ဆုံးလို့သတ်မှတ်ခံထားရတဲ့အတန်းဟာအတော်ဆုံးအတန်းဖြစ်လာခဲ့ပါတယ်နောက်ဆုံးအဆုံးဖြတ်ပေးမဲ့နေရောက်လာတဲ့အခါမှာတော့ထူးချွန်ကျောင်းသားတွေကဆရာရဲ့လက်တံတွေကိုတစ်ခုပြီးတစ်ခုပြစ်ခတ်ဖျက်ဆီးပစ်လိုက်ကြပါတယ်ပြီးတော့ဆရာရဲ့အကြီးမားဆုံးအားနည်းချက်ဖြစ်တဲ့ရေမြောက်များနဲ့လည်းဝိုင်းပတ်လိုက်ကြပါသေးတယ်ဆရာအားနည်းဆုံးဖြစ်နေတဲ့အချိန်မှာပဲသူတို့ဟာဆရာဦးကောင်းကိုတက်တက်ချိန်ပြီးပြစ်ခတ်လိုက်ကြပါတယ်ပောက်ကွဲမှုကြီးဖြစ်ပွားသွားပြီးဆရာဟာလည်းပျောက်ကွယ်သွားခဲ့ပါပြီဒါပေမဲ့ကျောင်းသားတွေဟာအောင်ပွဲခံမဲ့အစားဆရာကိုတန်ရောစင်တွင်နေကြတာကြောင့်အားရပါးရငိုကြွေးနေကြပါတယ်အဲ့ဒီအချိန်မှာပဲလက်တံတစ်ခုထွက်လာပြီးသူတို့ကိုတ िश ူကန်ပေးလိုက်ပါတယ်တကယ်တော့ဆရာက